Do you know how to use present continuous? Present continuous ကိုတို့တွေကဘယ်လိုအခြေအနေဘယ်လိုအနေထားမှာဘယ်လိုပုံစံနဲ့သုံးလဲဆိုတာကိုဒီဗီဒီယိုလေးမှာလေ့လာကြမယ်။အဲ့တော့ English grammar in use ဆိုတဲ့စာအုပ်လေးကိုသုံးပြီးတော့ grammar exercise တွေအကုန်လုံးလေ့လာသွားမယ်ပေါ့နော်။ဆိုတော့ this is the first lesson. Present continuous. Okay? Are you ready? So present continuous ဆိုတာပါလေ present continuous ရဲ့ form ကအားလုံးသိပြီးသားပဲ am is or verb ing အဲ့တော့ am ကsubject I ရဲ့အတွက်ပေါ့နော် is ကတော့ for the subject he she it ဖြစ်ပြီးတော့ are က for subject we you they. Let's look at this example. Sarah is in her car. She is on her way to work. အဲ့တော့ Sarah ကသူ့ကားထဲမှာရှိတယ်ပြီးလို့ရှိရင်အလုပ်သွားတဲ့လမ်းပေါ်မှာအဲ့ဒါဆိုဒါပါအိပဲလေ She's driving to work. သူကအလုပ်ကိုကားမောင်းပြီးတော့သွားနေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာအဲ့ဒါဆိုရင်သူပြောနေတဲ့အချိန်မှာပဲသူကဒီကားကိုမောင်းနေတာလေအဲ့တော့ပြောနေတဲ့အချိန်မှာလုပ်နေတယ်ဆိုရင် am is verb ing present continuous ကိုသုံးမယ်နော် Okay, let's study these examples. Please don't make so much noise. I'm trying to work. Hey, သူညနေမလုံးနဲ့ကျေးဇူးပြုပြီးတော့နော်ငါကအလုပ်လုပ်ဖို့ကြိုးစားနေတာအဲ့ဒါဆိုရင်အဲ့အချိန်မှာ तू ပြောနေတော့မှာပဲ तू ဒါကိုလုပ်နေတာလုပ်ဖို့ तू ကြိုးစားနေတာ Okay, where's Mark? Hey, Mark ပမာလေ He's having a shower. သူရေချိုးနေတယ်လေပြောနေတဲ့အချိန်မှာပဲ तू လည်းရေချိုးနေတယ်ပြောတဲ့အချိန်မှာလုပ်နေတာနော် Let's go out now. It isn't raining anymore. ဒါကတော့ negative form နဲ့သုံးထားတာ Hey အပြင်သွားရအောင်မိုးရွာမနေတော့ဘူးပြောနေတဲ့အချိန်မှာမိုးကတိတ်နေတယ် How's your new job? Are you enjoying it? Hey မင်းလုပ်ဘလို့လဲမင်းအဆင်ပြေနေရဲ့လားအဲ့ဒါဆိုရင်သူကဒီလုပ်မှာလုပ်နေတယ်အဆင်ပြေနေရဲ့လားလို့ပြောတာပါ What's all that noise? Hey ဒီစူညံတန်တွေကဘာတွေလဲ What's going on? ဘာဖြစ်နေတာလဲ or what's happening? အဲ့တော့ဘာဖြစ်နေတာလဲလို့မေးတာကို What's going on? or what's happening အဲ့ဒီမိကုံးလေးသုံးပြီးတော့ပြောလို့ရပါတယ်ဒါကတော့ပြောနေတဲ့အချိန်မှာလုပ်နေတယ်ဆိုတဲ့အသုံးနဲ့ present continuous ကိုသုံးထားတာပေါ့နော်the next usage ကကြတော့သူကပြောနေတဲ့အချိန်မှာလုပ်နေတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီပြောနေတဲ့အချိန်ရဲ့ဝန်းကျင်ပေါ့ပြောရမယ်ဆိုရင်ပြောနေတဲ့အချိန်ရဲ့တစ်ပတ်အတွင်းပြောနေတဲ့အချိန်ကာလအတွင်းတစ်လအတွင်းဒီလိုမျိုးအနေထားလေးမှာဒီလိုအချိန်တော်တွင်းလေးမှာလုပ်နေတဲ့ကိစ္စကိုပြောတဲ့အခါမှာလည်း present continuous ကိုသုံးတယ် Okay အဲ့ဆိုရင်ပိုရှင်းအောင်လို့ example လေးကြည့်ရအောင် I'm reading a really good book at the moment. It's about a man who သူကသူ့တငယ်ချင်းနဲ့ဖုန်းပြောနေတာပေါ့နော်အဲ့တော့သူကဘာပြောတာလဲငါအခုတလောနော်အရန်ကောင်းတဲ့စာအုပ်တို့ကိုဖတ်နေတယ်အဲ့ဒီစာအုပ်ကနေလူကြီးတယောက်ကြောင့်ပေါ့နော်ဘာလူကြီးလဲတော့မသိဘူးအဲ့တော့ तू ကအခုပြောနေတဲ့အချိန်မှာဘာလုပ်ရလဲဖုန်းပြောနေတာစာအုပ်ဖတ်နေတာမဟုတ်ဘူးဒါပေမဲ့အခုတလောမှာ तू လှုပ်ဖြစ်နေတဲ့ကိစ္စကိုပြောတာပေါ့နော်အဲ့ဒီအတွက်ကို present continuous ကိုပုံထားတာဖြစ်တယ် Let's look at another examples. Kate wants to work in Italy, so she's learning Italian. အဲ့တော့ Kate က Italy မှာအလုပ်လုပ်ချင်တယ်အဲ့အတွက်ကြောင့်သူက Italy ဘာသာစကားကိုလေ့လာနေတယ်အဲ့ဒါဆိုကိုပြောနေတဲ့အချိန်မှာတော့ Kate ကစာချက်ချင်မှချက်နေပါလေနော်သူပြင်သွားရင်သွားနေမယ်ထမင်းစားရင်စားနေမယ်တခြားကိစ္စတွေလုပ်ရင်လုပ်နေမယ်ဒါပေမဲ့ပြောချင်တာကဒီတောအတွင်းမှာသူက Italy language ကိုလေ့လာနေတယ်ဆိုတဲ့အနေထားနဲ့ is learning ကိုသုံးထားတာဖြစ်ပါတယ် The next example, some friends of mine are building their own house. They hope to finish it next summer. ငါတငယ်ချင်းတွေချိုးပါလေသူတို့ကိုယ်ပိုင်အိမ်ကိုစောင့်နေကြတယ်ဒီလာမဲ့နွေရာသီတော့ပြီးမယ်လို့မျှော်လင့်တာပဲအဲ့တော့ဒီတော့အတွင်းမှာတငယ်ချင်းတွေကအိမ်ကိုစောင့်နေတယ်လို့ပြောတာပါပြောနေတဲ့အချိန်မှာတော့လုပ်ချင်မှလုပ်နေမယ်ပေါ့နော် present continuous ကို noun နဲ့တွဲသုံးလို့ရတယ် she's driving now I'm learning English now အဲ့လိုမျိုး noun နဲ့တွဲသုံးလို့ရတယ်ပြီးလို့ရှိရင် at the moment နဲ့လည်းတွဲသုံးလို့ရတယ်ဒီတလောအတွင်းမှာဆိုတဲ့အဓိပ္ပာယ်ပါပြီးတော့နောက်ထပ် today တို့ this week တို့ this year တို့လည်းတွဲသုံးလို့ရပါတယ်အဲ့တော့ဒီ today တို့ this week တို့ this year တို့နဲ့တွဲသုံးနေဆိုရင်တော့သူကအရင်နေ့တွေနဲ့မတူဘဲနဲ့ပေါ့နော်ဒီနေ့ကတစ်မျိုးဖြစ်နေတာเนาะဒီတစ်ပတ်ထဲမှာတစ်မျိုးဖြစ်နေတာဒီနှစ်ထဲမှာကတစ်မျိုးဖြစ်နေတာဆိုတဲ့အဓိပ္ပာယ်မျိုးသုံးတာဖြစ်တယ် For example you're working hard today မင်းဒီနေ့အလုပ်တွေကြိုးစားနေတယ်အဲ့ဆိုပြောရမယ်ဆို तू အနေတိုင်းကြိုးစားချင်မှကြိုးစားမှာပေါ့နော်ဒီနေ့ထဲမှာ तू ကအလုပ်ကြိုးစားနေတယ်လို့ပြောချင်တဲ့အတွက်ကြောင့် you're working hard today ဒီလိုသုံးတာဖြစ်ပါတယ် The company I work for isn't doing so well this yearဒီနှစ်ထဲမှာငါလုပ်တဲ့ company ကတိတ်အဆင်မပြေဘူးပေါ့နော်ကောင်းကောင်းမလဲပတ်နေဘူးအဲ့ဒါဆိုရင်ပုံမှန်နေ့တင်မှာတော့ဒီကောင်းကောင်းမွန်အဆင်ပြေတယ်ဒါပေမဲ့ဒီနှစ်ထဲမှာပဲဒီလိုမျိုးအခြေအနေလေးဖြစ်နေတယ်ဆိုတဲ့ပုံစံနဲ့ isn't doing well ဆိုပြီးတော့
MS verb ing လေးကိုသုံးပြီးတော့ဖော်ပြထားတာဖြစ်တယ် okay present continuous ကိုပြောင်းလဲမှုဖြစ်သွားတဲ့အချိန်မှာသုံးတယ်ဒီခုနကလိုမျိုးပဲပေါ့နော် today တို့ this week တို့ this year တို့မှာအခြေအနေကတမျိုးဖြစ်နေတယ်ဆိုတဲ့ကိစ္စတွေလိုမျိုးပဲအခြေအနေဒီအရင်နဲ့မတူဘဲနဲ့ change သွားတယ်ဆိုတဲ့အနေအထားမှာသုံးကျင်တယ်ဆိုရင်လည်း MS verb ing ကိုသုံးလို့ရတယ်အဲ့အခြေအနေမျိုးတွေဆိုရင်ဒီ verb တွေကိုသုံးပါပေါ့နော် getting တို့ becoming တို့ starting တို့ beginning တို့ changing တို့ improving တို့ increasing rising falling growing အဲ့ဒီ verb တွေကိုသုံးပြီးတော့ပြောင်းလဲသွားတဲ့အခြေအနေကိုပြောလို့ရတယ် for example is your English getting better မင်းရဲ့ English ကကောင်းလာပြီလားအဲ့လိုမေးတာအဲ့ဆိုရင်အရင်တော့တိတ်မကောင်းဘူးအခုကောင်းလာပြီလားဆိုတဲ့အခြေအနေပြောင်းလဲမှုတွေကိုမေးတာဖြစ်တယ် The population of the world is increasing very fast ဒီကမ္ဘာလူကြီးကအရန်မြန်မြန်နဲ့တိုးတက်လာနေတယ်ဒါဆိုရင်အရင်တော့အထက်ပိုတိုးတက်လာနေတယ်ဆိုတဲ့ပြောင်းလဲမှုတွေပေါ့နော်အဲ့ဒါလေးကို is increasing လေးကိုသုံးပြီးတော့ပြောထားတာဖြစ်ပါတယ် At first I didn't like my job but I'm starting to enjoy it now အစတော့ဆိုရင်လေငါရဲ့အလုပ်ကိုမကြိုက်ဘူးပေါ့နော်ဒါပေမဲ့လေအခုတော့ပျော်စားပြူလာပြီပေါ့အဲဆိုရင်သူ့ရဲ့ပြောင်းလဲမှုတွေပေါ့နော်အဲ့ဒါတွေကိုစတင်ပြီးတော့ပျော်စားပြူလာပြီဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတဲ့အတွက်ကြောင့် I'm studying ဆိုပြီးတော့သုံးထားတာဖြစ်ပါတယ် Okay အဲ့တော့ present continuous ရဲ့အသုံးလေးကိုရပါမယ်လို့ထင်တယ်အခုပြောနေတဲ့အချိန်မှာလုပ်နေတယ်ဆိုရင်လည်း MS verb ing ကိုသုံးနော်ပြောနေတဲ့လက်တလောကာလအတွင်းမှာလုပ်နေတဲ့ကိစ္စဆိုရင်လည်း MS verb ing present continuous ကိုသုံးပြီးတော့ပြောလို့ရပါတယ်ဆိုတော့ဒီ exercise လေးလုပ်ကြည့်ရအောင်เนาะတခါလေးဆိုတော့ဒီမှာသူက verb လေးပေးထားတယ် cross hide scratch take tie wave เนาะအဲ့ verb လေးကိုပေးထားတယ်အဲ့တော့ဒီ picture လေးတွေကိုကြည့်ပြီးတော့ sentence လေးတွေကို fill in the blanks exercise လေးလုပ်ရမှာဖြစ်ပါတယ် she's taking a picture it is number 1 number 2လေးရောဘာ verb ကိုသုံးရမလဲသူကဖနက်ကြိုး shoelace ဖနက်ကြိုးကိုခြီနေတာပေါ့နော်ကြိုးခြီတာကို TIE ထိုင်သူ့ရဲ့ ing က TYING tying ဆိုတော့ he's tying a shoelace he's tying a shoelace what about number 3 the road အဲ့တော့သူတို့ကဘာလုပ်နေရလဲလမ်းဖြတ်ကူးနေတာလေเนาะအဲ့တော့သူတို့ကဆိုတော့ they subject ကဘာသုံးလဲ are they are crossing yes they are crossing the road what about 4 oh သူကဘာလုပ်လဲခေါင်းကိုကုတ်နော်ဆိုတော့ယောက်ျားလေးဆိုတော့ဘာသုံးလဲ he's scratching his head သူကခေါင်းကုတ်နေတယ် okay behind the tree ဘာလုပ်နေရလဲသူကတစ်ပင်နာမှာပုံနေရပါတော့ပုံနေဆိုတဲ့ဘက်က hide ဆိုတော့ she's hiding behind the tree okay number 6 လေးရော wow what are they doing they are waving okay they are waving to somebody they're waving to somebody the next exercise the sentences on the right follow those on the left which sentence goes with which matching please don't make so much noise I'm trying to walk we need to leave soon ငါတို့တွေမြန်သွားဖို့လိုအပ်နေပြီဘာလို့လဲ it's getting late နောက်ကျနေပြီနော် I don't have anywhere to live right now အခုငါမှာနေဖို့နေရာမရှိဘူးတဲ့အဲ့တော့ဘာဖြစ်မလဲ I'm staying with friends တကယ်ချင်းနဲ့အတူတူနေရတာပေါ့နော် I need to eat something soon တခုခုစားမှရမယ်ဘာဖြစ်လို့လဲI'm getting hungry နောက်ပိုက်စားလာပြီ They don't need their car anymore သူတို့ကကားကိုမလိုအပ်တော့ဘူး They're trying to sell it မလိုတော့ဘူးဆိုတော့ရောင်းမှုကြိုးစားနေတာပေါ့နော် Things are not so good at work အလုပ်မှာအခြေအနေတွေကတိတ်မကောင်းဘူး Why The company is losing money company ကပတ်စံတွေရှုံးနေတယ်အဲ့စင်သိမ့်မဖြစ်ဘူးကွယ် It isn't true what they sayသူတို့ပြောတာတွေကမမှန်ဘူးဘာဖြစ်လို့လဲ They are lying သူတို့ကလိန်နေတာเนาะ We're getting to get wet ငါတို့တော့ဆိုတော့မှာပဲဘာလို့လဲ It's starting to rain စပြီးတော့မိုးရွာလာနေပြီเนาะ Okay တဲမှာဆိုရင်လက်ရှိမှာဖြစ်နေတဲ့ကိစ္စလေးတွေအတွက် present continuous MS verb ing တွေသုံးထားပါတယ်ကဲဒါလေးတွေရော What's happening What's the matter
မင်းဘာလို့ငိုနေရလဲ Why are you crying Why are you crying Where's your mom သူဒီနေ့လှုပ်နေရလား Is she working today I haven't seen you for ages မင်းငါမတွေ့ရတာကြာပြီနော်မင်းဒီနေ့တွေမှာဘာတွေလုပ်နေရလဲ What are you doing these days What are you doing these days ဒီတော့တွင်ဘာတွေလုပ်နေရလဲပေါ့ Amy is a student Amy က student ဆိုတော့သူဘာကိုလေ့လာနေရလဲ What she studying Who are those people ဒီလူတွေကဘယ်သူတွေလဲသူတို့ကဘာတွေလုပ်နေရလဲ What are they doing I heard you started a new job မင်းအလုပ်သေးရနေပြီကြားတယ်မင်းအဆင်ပြေနေရဲ့လား Are you enjoying it Are you enjoying it please don't make so much noise I'm trying to work let's go out now it isn't raining anymore you can turn off the radio နားထောင်နေတာလားနားမထောင်နေတော့ဘူးလားနားထောင်မနေတော့ turn off the radio လို့ခိုင်းနေဆိုတော့ I'm not listening no negative ဖြစ်မှာပေါ့ I'm not listening to it Kate phoned last night she's on holiday with friends တကယ်ချင်းနေနဲ့ holiday သွားနေရပေါ့နော်ဆိုတော့သူကအရန်ကိုပြောနေတယ် she's having a great time she's having a great time and Drew started evening classes recently he's learning Japanese Paul and Sarah have had an argument and now they aren't speaking to one another တယောက်နဲ့တယောက်စကားမပြောကြတော့ဘူးစကားမပြောနေဘူးပေါ့နော်ခဏကြာရင်မပြောမှာပေါ့အခုလောလောဆယ်မှာသူတို့တွေပြောမနေကြဘူးဘာလို့လဲ had an argument သူတို့အငင်းခုန်ပြီးဖြစ်ထားကြတယ်အခုချိန်ဒီမှာစကားမပြောကြဘူးပေါ့နော်အဲဆိုရင်ဒီ7 to 14လို့တော့ကိုယ့်ဟာကိုဝင်ကြည့်လိုက်နော်Okay အဲ့တော့ဒီနေ့မှာ present continuous ရဲ့အသုံးလေးကိုရပါမယ်လို့ထင်ပါတယ်အဲ့တော့ကိုကလည်းအခုဘာလုပ်နေတာလဲ What are you doing now အဲ့ဒါလေးကိုအောက်က comment လေးမှာဘာလုပ်နေတယ်ဆိုတာလေးကိုရေးပေးခဲ့နော်